အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲဒါကိုလင်းရဲ့ဒုတိယလက်ကင်းဆိုတဲ့ YouTube channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမာတွေကလည်းဒီဗီဒီယိုလေးကိုမရေးမကြော်ဘဲနဲ့ဒီချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးမေတ္တာရက်ခံပါတယ်ပြီးရင်လက်မလေးလေးတယောက်ချက်စီနှိပ်ခဲ့ဖို့အားလုံးမေတ္တာရက်ခံပါတယ်เนาะအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ဒါဒီမနက်ကတော့ဒါ60ဆိုတဲ့ပြန်ကန်းเนาะဒီတစ်ပတ်ကတော့ဒိုင်စားကြီးပဲချနေတယ်ဗျာနော်3ညာဆင်းလိုက်6ဆင်းလိုက်နဲ့စိတ်ပြတ်ဖို့ကောင်းတယ်ဗျာနော်ဟောဒါကျွန်တော်ကြိုက်တော့ပါ30တွေ90တွေဆိုရင်တော့ဒါတော်တော်မိုက်သေးတယ်ဗျာနော်ဒါကျွန်တော်တင်ကွက်ထဲမှာပါတယ်ပေါ့နော်မနက်ကဆိုရင်ဒါ30 90ဆိုဒါတင်9ဆိုလဲဒါပါတယ်ဩကွက်ထဲမှာတင်ကွက်ထဲမှာပေါ့နော်6ပရိတ်နော်ပြန်ကနိုင်ရတော့ဗျာကိုလဲမတက်နိုင်ဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်မို့ကျွန်တော်ဥစားကတော့ပြောချင်တာကတော့လာမယ့်ပတ်မှာဖောင်းရပိတ်ရလုံးဝမရှိပါဘူးခင်ဗျာဖောင်းရပိတ်ရလုံးဝမရှိဘူးဖြစ်တဲ့အတွက်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့လာမယ့်ပတ်မှာကျွန်တော်ရဲ့ဗုဒ္ဓဦးမကျော်အခွေပေါ့ဒါပေမဲ့ရာခိုင်အများစုကတော့ကျွန်တော်အင်္ဂါမကျော်ထွက်တာများပါတယ်ကျွန်တော်အခွေရနော်အဲ့ဒါကြောင့်မလို့ဒီညနေကိုလည်းအခွေလေးကိုလည်းနည်းနည်းလေးကျွန်တော်မိတ်ဆွေတွေကနည်းနည်းလေးထည့်ပေးထားအောင်နော်ဟုတ်ပြီလားအဖွဲ့ဝင်တွေနော်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာတခုကဥစားပထမပြောချင်တာကတော့ဒီဘက်မှာဒိုင်စားလေးလည်းများတယ်ပေါ့ခနန်းတွေကထွက်တဲ့ဟာတွေကဗျမ်းမတာပုံစံများတယ်ဒါပေမဲ့အဲ့တို့တွေကြားထဲမှာတော့ကျွန်တော်ကိုလင်းကဖောင်းရပိတ်ရမရှိဘူးဆိုရင်ကျွန်တော်ရဲ့ဗရိတ်တွေကလှည့်မကြည့်နဲ့ကျွန်တော်ဒီဘက်မှာပေးတဲ့ဗရိတ်ဆိုရင်9ဗရိတ်3ညဗရိတ်က2ကွက်လောက်ထွက်တယ်ဗရိတ်မှာ2ကွက်လောက်ထွက်တယ်ဆိုတာကျွန်တော်ရွေးချယ်ပေးတဲ့တင်ထိုးခိုင်းတဲ့ကနန်းထွက်တာနော်9ဗရိတ်3ညဗရိတ်ကထွက်တာခဏခဏပဲဒါပေမဲ့ကျွန်တော် main တင်ထိုးခိုင်းတဲ့9ဗရိတ်3ညဗရိတ်က2ကွက်လောက်ထွက်တယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော် free bet သီးဆိုတဲ့ဒါကျွန်တော်6ပတ်သီးပေးလိုက်တယ်ပေါ့နော်6ပတ်သီးပေးလိုက်တယ်6ပတ်သီးလည်း okay တယ်နော်နေတိုင်းတွေလည်းဒါတင်ခွက်မနေရဆိုမိတယ်ဟိုနဲ့ဝမ်းချင်းတွေကတော့နေတိုင်းနေပါလို့မှန်တယ်ပေါ့နော်ဒါပေမဲ့ဝမ်းချင်းတွေနေတိုင်းနေပါမှန်ပေမဲ့လေထင်တဲ့လောက်တော့ဩကွက်မမီဘူးဗျနေတိုင်းကတော့နော်အဲ့ဒါကြောင့်မို့ဒါဒီဘက်ဒိုင်စားလဲချတာများပါတယ်နော်အဲ့ဒါကြောင့်မို့လာမယ့်ပတ်မှာလဲဖောင်းရပိတ်ရလုံးဝမရှိပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့လာမယ့်ပတ်မှာနော်အဓိကတော့အင်္ဂါမကျော်အခွေပေါ့ဗျာဒါပေမဲ့ဗုဒ္ဓဦးနေ့တော့ဒါသတ်မှတ်ထားပြီးမဲ့ထွက်တာတော်တော်များများတော့အင်္ဂါမကျော်ဘူးဆိုတာသိပါတယ်ကျွန်တော်ဒီမှာအဖွဲ့ဝင်တွေအားလုံးပဲเนาะလာမယ့်ပတ်မှာဖောင်းရပိတ်ရမရှိဘူးဖြစ်တဲ့အတွက်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့အဖွဲ့ဝင်မဲ့သူတွေကဒီနေ့ကစပြီးဝင်လို့ရပြီเนาะကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်ကိုလေးရဲ့ဖုန်းနံပါတ်ကတော့3996101026က399681688653เนาะကျွန်တော်အခုဒီဗီဒီယိုတင်ပြီးရင်လည်းဒီဗီဒီယိုရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပေးထားပေးမယ်ကျွန်တော်အကောင့်နေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်เนาะ996နဲ့စတဲ့နံပါတ်နဲ့681နဲ့စတဲ့နံပါတ်เนาะအဲ့ဒီနှလုံးပဲဟာကိုလင်းအစ်စ်ကိုင်းနေဖုန်းမှာဟုတ်ပြီလားเนาะခဲအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီတောက်ကြတဲ့ညနေ4နာရီခွဲလေးအတွက်သွားမယ်အကောင်းဆုံးစူးစမ်းပေးထားတယ်ဗျာเนาะမနေ့ကညနေရလိုမျိုး62လိုမျိုးတင်ကွက်ကလေးမိရင်တော့ကောင်းမယ်ပေါ့ဗျာเนาะခဲအဲ့အတွက်ကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ဗီဒီယိုလေးကိုမေးမကြော်ပဲတခြားလေးပြီးစအောင်ကြည့်ပြပါ channel ကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားပါเนาะခဲအဲ့အတွက်ကြောင့်မို့ကျွန်တော်တောက်ကြတဲ့ညနေ4နာရီခွဲကိုကျွန်တော်ကင်မရာဝန်းချင်းလေးရတော့35ဝန်းချင်းဖြစ်ပါတယ်เนาะတောက်ကြတဲ့ညနေ4နာရီခွဲကိုကျွန်တော်ကြိုက်တဲ့ဝန်းချင်းကျွန်တော်ကင်မယ်ဝန်းချင်းကတော့335ဝန်းချင်းဖြစ်ပါတယ်เนาะကဲ35ဝန်းချင်းမှာကျွန်တော်ကိုရနေပြီ3နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်31 32 343ခွန်เนาะ3နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်31 32 343ခွန်เนาะ9နဲ့ပတ်သက်လာရင်915နဲ့94 5ခွန်เนาะဝန်းချင်းက35 3နဲ့ပတ်သက်လာရင်3 3 3 3 4 3ခွန်9နဲ့ပတ်သက်လာရင်9 5နဲ့9 5ခွန်เนาะမနက်ကတော့ဒါစိန်မာစတာကီကတော့လှဲ့မကြီးနဲ့ကွက်တီပဲ9နဲ့3ညာကီမနက်ကเนาะလှဲ့မကြီးနဲ့ကွက်တီပဲ9ရက်ကို9ရက်လုံးမှန်တယ်ဗျာเนาะအပြီးထွက်တာရအောင်ရှိရပေါ့เนาะခွေကျွန်တော်ရဲ့3လုံးမာစတာကီရလေတော်တော်မိုက်တယ်เนาะမနက်ကတော့ဒါ9နဲ့3ညာကီကတော့အပြီးပြီးသွားပြီเนาะမနေ့ကဆိုရင်တော့646ကမနက်ပိုင်းကိုမနက်ပိုင်းကိုညှိတယ်ညနေပိုင်းကိုညှိတယ်နော်မနက်ပိုင်းကို96ထွက်တယ်ညနေပိုင်းကို9နှစ်ထွက်တယ်နော်ဒီနေ့စိန်မာစတာကြီးက9နှစ်3ညာကြီးမနက်က3ညာထွက်တယ်ညနေကိုဒါ2ခွန်နဲ့ထပ်ထွက်ရင်လည်းထွက်လို့ရတယ်ပေါ့နော်ကဲအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကနေပြီးတော့ဒါ main တင်ကွက်ကလေးကျွန်တော်ပြောမယ်ကျွန်တော်ကြိုက် main တင်ကွက်ကတော့35ရဲ့နော်ကျွန်တော်ကြိုက် main တင်ကွက်က35ရဲ့95ရဲ့6ခွန်ရဲ့ဖြစ်ပါတယ် main တင်ကွက်35 95 6ခွန် main တင်ကွက်ဒီညနေ35 95 6ခွန် main တင်ကွက်ဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ဘယ်လိုပြောရမလဲ
အပူးသမားတွေကတော့အပူးလေးကိုလဲဒီညနေတောက်ကြနေနောက်ဆုံးညနေဖြစ်တဲ့အတွက်မလို့10ခွက်ကို100ဘိုးစီလောက်ဖြစ်ထည့်ရင်လည်းထည့်တာနော်ဟုတ်ပြီလားဘလို့ပဲဖြစ်ဖြစ်ဟိုဘလို့ပဲတော့မသိပေမဲ့အပူးကတော့ဒီညနေလဲချပေးမယ်ဆိုချလို့ရတာပေါ့ဗျာဒါပေမဲ့တော့ကျွန်တော်ကတော့ဟိုနည်းနည်းလေးတော့ရန်ထားသေးခြင်းနဲ့အပူးလေးကိုနော်ထွက်တာမထွက်တာအသာထားလို့ပေါ့နော်ကဲအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကနေပြီးတော့နော်ကျွန်တော်ကိုလင်းရဲ့လာမက်ဘက်မှာအင်္ဂါမကျော်လေးလုံးကိုကနန်း6ခွက်ထဲနဲ့ဖြုံးမဲ့သူတွေနော်ပတိထက်မိုက်တယ်နော်အေးဆေးပဲအဲ့ဒါကြောင့်မလို့အကောင်းဆုံးလာမက်ဘက်ကိုဒါကျွန်တော်2ခွက်လောက်အနည်းဆုံးထွက်အောင်ကျွန်တော်စူးစမ်းပေးထားပါမယ်အခွေကိုအကောင်းဆုံး share ထုတ်ပေးထားပါမယ်အဲ့ဒါကြောင့်မလို့အဖွဲ့ဝင်မဲ့သူတွေကကိုလင်းရဲ့ဖုန်းနံပါတ်3996နဲ့စတဲ့နံပါတ်က399681နဲ့စတဲ့နံပါတ်ကကျွန်တော်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းကျွန်တော်ဖုန်းနံပါတ်ကိုပင်ထောက်ပေးထားပါတယ်ကျွန်တော်အကောင့်တွေကနေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်ဟုတ်ပြီလားလာမယ့်ဘက်တော့ကိုအဖွဲ့ဝင်လူအောင်တွေရောလူသစ်တွေရောဖြုံးမဲ့သူတွေဖောင်းရပေးရမရှိဘူးနော်အင်္ဂါမကျော်၄လုံးကိုဗျာနော်ကနန်း6ခွက်ထဲနဲ့ဖြုံးမဲ့သူတွေလာမယ့်ဘက်ကိုကျွန်တော်တစ်ခါလေးပြောရ2ခွက်လောက်အနည်းဆုံးထွက်အောင်ကျွန်တော်စူးစမ်းပေးထားမယ်နော်ဟိုတစ်ခါထွက်တာတော့အများနဲ့တစ်ခါကျရင်2ခွက်3ခွက်ထွက်တာများတယ်ပေါ့နော်ဒီဘက်ကတော့ဒါဒိုင်စာလေးချတာများတယ်ကနန်းလည်းဘယင်းမတိုင်းထွက်တာများမလို့ဒါတစ်ခွက်တော့ထွက်တယ်ပေါ့ဗျာအင်္ဂါမကျော်မှာရယ်နော်အဲ့ဒါကြောင့်ဖောင်းရပေးရမရှိဘူးဆိုရင်ဒါကျွန်တော်အဖွဲ့ဝင်လူဟောင်းတွေသိတယ်ကိုလင်းရဲ့အခွေကလှည့်မကြည့်နဲ့ကွက်တီပဲနော်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲကျွန်တော်ဖွဲ့ဝင်တွေကိုပေးတာပါအကောင်းဆုံးလဲနောက်တစ်ပတ်ကိုကြိုးစားပေးထားပါမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါအားလုံးမတက်တာပါတနင်္ဂနွေနေ့ည9:00နာရီထိုးဗီဒီယိုမှာပြန်ဆောင်ကြမယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါအားလုံးပဲမင်္ဂလာရှိတဲ့တောက်ကြတဲ့ညနေ4:00နာရီကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါသေးဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ